ငရဲတကားကခေါ်တန်လမ်းမကြီးတနေရာမှာရင်တိုက်မှုတစ်ခုဖြစ်ပြီးအောင်ထက်တယောက်အသက်ငယ်နေပါတယ်။အောင်ထက်မထနိုင်ပဲဖြစ်နေစဉ်သူ့အမိအာယုံထဲမှာငရဲမင်းကြီးပေါ်လာပြီးခရင်ကွာကိုမြေကြီးပေါ်စောင့်ချလိုက်တာငရဲတကားကြီးပွင့်လာပါတော့တယ်။ငရဲမင်းပေါ်လာတော့အောင်ထက်လည်းဝှဉ္ဉင်ထွက်သွားကငရဲမင်းရှိမှဒဏ်ရာပလက်ပွားနဲ့ပေါ်လာရပါတယ်။ငါနောက်လိုက်ခဲ့ငရဲမင်းကြီးရဲ့အမိန့်ကိုကြားပြီးသူဘာဆက်ဖြစ်မလဲဆိုတာသိပေမဲ့လွန်ဆန်လို့မရတာမို့ငရဲတကားဝါတဲ့ဝင်သွားလိုက်ရပါပြီ။ငရဲပြည်ကိုရောက်တော့ငရဲမင်းကအောင်ထက်ရှိမှပလင်ပေါ်မှာမိမ့်မိန်ကြီးထိုင်နေပါတယ်။ငရဲသားတွေလည်းဝိုင်းရံထားတာကိုမြင်တော့ကြောက်လွန်းနေတဲ့အောင်ထက်လည်းပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပါတယ်။သူ့အနောက်မှာတော့မီးတောင်ချော်ရည်ပူတန်ရည်ပူတွေကစီးဆင်းနေပြီးအပြစ်အတိုင်းစေးကြောခံရမယ့်နေရာတွေကကြောက်ခမန်းလိလိဖြစ်လို့နေပါတယ်။ဒါရီမြင်ပြီးတုံလှုပ်လာတဲ့အောင်ထက်လည်းငရဲမင်းရှိမှဒူးထောက်ထိုင်ချလိုက်ပါတော့တယ်။ငရဲပြည်ရဲ့တနေရာမှာတော့အပြစ်သားတွေကတန်ရည်ပူတွေထဲမှာရုံးထွက်မရပဲနစ်မြုပ်နေပြီးနာနာကျင်ကျင်ခံစားနေကြရပါတယ်။ဒါကိုလည်းငရဲမင်းနဲ့ငရဲသားတွေကစောင့်ကြည့်နေကြပါတယ်။ငရဲပထမအထက်ဖြစ်တဲ့တန်စီဝငရဲမှာတော့ငရဲသားတွေကအပြစ်သားတွေကိုတန်ပူပြင်ပေါ်မှာတန်းစီရက်ခိုင်းထားပြီးဓာတ်အရှိတလက်နဲ့ခုတ်ထက်ကနှိပ်စက်ပါတယ်။ဒီငရဲမှာကြခံရတဲ့သူတွေကအကုသိုလ်ဝတ်ကြိုးတွေမကုန်မချင်းအပြန်ပြန်လန်လန်တက်ခံရပြီးနောက်အသက်ပြန်ရှင်လာပြီးငရဲသားတွေရဲ့နှိပ်စက်တာကိုခံကြရမှာပါဒီငရဲမှာကြခံရတဲ့လူတွေကပါဏာတိပါဒကံကိုကျူးလွန်ခဲ့ကြပြီးသူတစ်ပါးအသက်ကိုတေးစေခြင်းနဲ့နှိမ်ပန်းနှိပ်စက်ခြင်းတွေပြုလုပ်ခဲ့ကြလို့ဖြစ်ပါတယ်ဒုတိယငရဲကံကာလတုတ်ငရဲမှာတော့ငရဲသားတွေကအပြစ်သားတွေကိုပူပြင်းလုံးနဲ့တံပြားပေါ်မှာတင်ထားပြီးအပူချိန်ကြောင့်ရဲရဲတောက်နေတဲ့တန်ကြိုးတွေနဲ့တုံနှောင်ထားပါတယ်အဲ့ဒီနောက်ပစိန်ဓာလွှစတာတွေနဲ့ပြင်းထန်စွာနှိပ်စက်ကြမှာပါအပြစ်သားတွေကတိတ်ဆုံးခြင်းမရှိဘဲဒီဝေဒနာကိုအစိတ်စိတ်အမောင်မောင်ခံစားနေရမှာပါဒီငရဲကန်းကအပြစ်သားတွေကတော့တပားသူကိုကဲ့ရဲ့ရှုံချခြင်းနဲ့မိဘအယဟန်သူတော်ကောင်းတို့ကိုမယုံမသိပြောဆိုရိုင်းဆိုင်ခဲ့တာကြောင့်အခုလိုခံစားနေရတာဖြစ်ပါတယ်တတိယငရဲဖြစ်တဲ့တန်ဃာတငရဲမှာတော့ငရဲသားတွေကအပြစ်သားကိုကြီးမားတဲ့တန်တူကြီးနဲ့ထုချလိုက်ပြီးလဲသွားချိန်မှာအပေါ်ကနေပူပြင်းကြီးမားတဲ့တံမဏိကြောက်တုံးကြီးကချက်ချင်းပြုတ်ကျလာပြီးအပြစ်သားပေါ်ကြိတ်ချေပြစ်မှာပါအပြစ်သားတွေကတန်လုံးကြီးရဲ့အပူနဲ့ကြိတ်ချေခံရပြီးအယိုးနဲ့အသွေးအသားတွေကနှုံနှုံဆင်းခံရပြီးနောက်မှတန်လုံးကြီးကပြန်ကွာသွားပြီးအပြစ်သားကလည်းငကိုပုံစံအတိုင်းပြန်ရှင်တန်လာပြီးအစကနေပြန်ခံစားရမှာပါဒီငရဲကန်းကတော့သူများအသက်အိုးအိမ်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြပြီးစိတ်နွားဝက်စတဲ့တတ္တဝါတွေအပေါ်ရက်ဆက်စွာတပ်ဖြတ်စားတောက်ခြင်းများကြောင့်ကြာရောက်ရပါတယ်စရုပ်ထအထက်ဖြစ်တဲ့ရောယူဝငရဲကန်းမှာတော့အပြစ်သားကတန်ရည်ပူနဲ့သွေးပုတ်တွေပြည့်နေတဲ့ကန်တစ်ခုရဲ့အလဲမှာခေါင်းလက်ခြေထောက်တွေအားလုံးကလှုပ်မရအောင်တန်ဆူးတွေပါတဲ့ဒလက်တွေကတုံနှောင်ထားပြီးနာကျင်မှုကိုမရက်မတက်ခံစားစေမှာပါဒီငရဲကန်းကတော့အရိဏဒါနာကံကိုကျူးလွန်ခဲ့ကြပြီးသူတစ်ပါးပစ္စည်းကိုလိမ်လည်ခြင်းခိုးယူခြင်းတမအာဇီဝကျစွာရောင်းဝယ်မှုမပြုခြင်းတို့ကြောင့်ခံစားရတာပါပြစမအထက်မဟာရောယူဝငရဲမှာတော့စတုထငရဲရောယူဝထက်ဝေဒနာစေစပိုပြင်းထန်ပါတယ်လူတကိုးစားမကကြီးမားတဲ့တန်အိုးကြီးထဲမှာထည့်ထားပြီးအပြင်ကနေမီးတွေလေတွေကအဆက်မပြတ်လောင်ကျွမ်းတက်ခတ်နေမှာမို့ဝေဒနာကကြီးမားလာပါတယ်တီးချင်းရင်တော့မသိနိုင်တော့မို့ဆိုးရွားလွန်းပါတယ်ဒီအထက်ကလည်းခိုးယူတာကြောင့်ကြားရောက်တာဖြစ်ပေမဲ့ပိုအပြစ်ကြီးတဲ့အကုသိုလ်တွေဖြစ်တဲ့ဖျားပစ္စည်းဖုန်ကြီးပစ္စည်းတိုင်းပြည်ပိုင်ပစ္စည်းကိုခိုးယူခြင်းတို့ကြောင့်ငရဲခံစားရတာပါစထမအထက်တာပနငရဲမှာတော့ပူပြင်းတဲ့တန်ပြားတွေချော်ရည်တွေမရှိတော့ပေမဲ့မြေပြင်မှာတန်တန်ကျင်တွေကအပြည့်နေရယူထားပါတယ်အပြစ်သားတွေကအဲ့ဒီတန်တန်ကျင်တွေပေါ်မှာထိုးဆိုင်ခံထားရပြီးပပတ်နဲ့မှလည်းမီးလျံတွေကလောင်ကျွမ်းနေမှာပါအဲ့ဒါအပြင်မလုံနိုင်တော့တဲ့ခန္ဓာကိုယ်ကိုငရဲခွေးတွေကလာစားတောက်နေတဲ့ဝေဒနာကိုလည်းမသိနိုင်မဲခံစားနေရအောင်မှာဖြစ်ပါတယ်ဒီငရဲကတော့မိစ္ဆာအယူဝါဒဖြန့်တာသူတော်ကောင်းတရားကိုဖျက်ဆီးတာသင်္ကန်းအရေးခြုံပြီးဝင်းနီးမညီတဲ့တန်ဃာတော်တွေနဲ့အများသူငါကိုတရားလမ်းကနေပယ်အောင်မလို့တမလုပ်တဲ့သူတွေရဲ့ငရဲဖြစ်ပါတယ်တတမငရဲဖြစ်တဲ့မဟာတပနငရဲမှာတော့အပြစ်သားတွေကမီးတောင်ထိပ်ကနေလှန်ချခံရပြီးအောက်ကိုရောက်တဲ့အခါပူပြင်းတဲ့တန်ကျင်တွေနဲ့ထိုးခံရမှာပါရင်နွေးပူမီးပူစီပူတွေနဲ့နှိပ်စက်ခံရပြီးအကျဉ်းချင်းတက်ဆင်းပြုတ်ကြကတန်ကျင်ထိုးခံရတဲ့ဝေဒနာကိုခံစားရမှာဖြစ်ပါတယ်ဒီငရဲကတော့ယဟန်နာတွေသူတော်ကောင်းတွေရဲ့မဖို့တရားရရှိမဲ့ခီးလန်းကိုပိတ်ဆို့တာတရားဓမ္မနဲ့ပတ်သက်ပြီးအပြစ်ကြီးတဲ့ကံတွေကိုပြုလုပ်တာတွေကြောင့်ကြားရောက်ရပါတယ်နောက်ဆုံးအထက်ဖြစ်တဲ့အဝီးစီငရဲကတော့အပြစ်ဒဏ်အကြီးဆုံးဖြစ်ပါတယ်စ
စီပူမီးပူအပြည့်နဲ့ကန်ကြီးထဲမှာအပြစ်သားတွေအပြည့်နဲ့အော်ဟစ်ပူလောင်နေရမှာပါနေရာလည်းမရှိအောင်တကူလုံးဝေဒနာခံစားရတာကနေခဏတာတောင်အချိန်မလက်ဖဲတန်ဆူးချုံတွေစိုက်ခံရပြီးဇက်တက်အပြစ်ပေးခံရမှာပါအဲ့ဒီနောက်အမြဲအသက်ရှင်နေရပြီးစီပူမီးပူတွေတဲ့ပြန်ကြရောက်ကအဆက်မပြတ်ဝေဒနာကိုခံစားရစေပါတယ်ရက်ဆက်ပြင်းထန်ဆုံးဖြစ်တဲ့အဝီစီငရဲကိုကြားရောက်သူတွေကအနန္တရိယကံ၅ပါးကိုကျူးလွန်ခဲ့ကြသူတွေဖြစ်ပါတယ်အနန္တရိယကံ၅ပါးဆိုတာကတော့မိခင်ကိုတတ်ခြင်းဖခင်ကိုတတ်ခြင်းယဟန္တာကိုတတ်ခြင်းဘုရားသာသနာကိုပျက်စီးစေခြင်းနဲ့တန်ကတော့အချင်းချင်းစည်းလုံးမှုပြပြအောင်တွေးခွဲခြင်းတို့ဖြစ်ပါတယ်ငရဲတစ်ထက်ချင်းစီမှာစိတ်ကူးနဲ့တောင်ခံစားကြည့်လို့မရတဲ့နာကျင်မှုဝေဒနာတွေအပြည့်ဖြစ်နေရမို့ခံရခဲ့ငရဲတစ်ထက်ချင်းစီမှာစိတ်ကူးနဲ့တောင်ခံစားကြည့်လို့မရတဲ့နာကျင်မှုဝေဒနာတွေအပြည့်ဖြစ်နေရမို့ရှာခဲ့တဲ့လူဘဝခဏတာမှာအတက်နိုင်ဆုံးကောင်းတာတွေလုပ်ဖို့လိုအပ်ပါတယ်ဘာမှမလုပ်နိုင်ရင်တော့စိတ်ကောင်းလေးတော့ထားကြပါနော်ငရဲကြီးရှစ်ထက်ကိုမြင်လိုက်ရတဲ့အောင်ထက်ကတော့သူ့အကုသိုလ်ကံအတိုင်းရှစ်ထက်သောငရဲခန့်ရဲ့တနေရာမှာအပြစ်မကုန်မချင်းပေးဆက်နေရအောင်ပါပါငရဲမင်းရဲ့ရှိမှာမိမတယောက်လည်းထက်ရောက်လာခဲ့ပါတယ်သူကတော့အသက်ရှိစဉ်ကသူများယောက်ျားကိုပေါင်းသင်းခဲ့ပြီးတပားသူအိမ်အောင်ပြိုကွဲအောင်လုပ်တာသူတပားချစ်ရသူကိုခိုးယူဆွဲထုတ်ခဲ့တာကြောင့်ငရဲပြည်ရောက်လာရတာပါထိုမိမတောင်းပန်နေပေမဲ့ငရဲသားကသူ့အပြစ်ကရောယူဝငရဲကိုပို့ရမှာပါငရဲမင်းကြီးဒီလိုနဲ့ထိုမိန်းမလည်းလေးထက်မြောက်တဲ့ရောယူဝငရဲထံကန်ကျွေးကုန်တီထိပေးဆက်ဖို့အပို့ခံလိုက်ရပါတော့တယ်။ဝတ်ကျွေးကဖြေလျှော့လို့ရပေမဲ့အကုသိုလ်ကတော့အတိုင်းတာမရှိတာမို့မိမိပြုတဲ့အတိုင်းပြန်ပေးဆက်ကြရမှာပါ။ငရဲတကားဝါကိုရောက်သွားခဲ့ရင်တော့ငရဲမင်းကြီးကလည်းအချိန်ပြည့်စောင့်ကြည့်အပြစ်ပေးတာခံရမှာဖြစ်ပါတယ်။